さんお久しぶりですねဒီတစ်ပတ်မှာတော့ခိုတိုးပါတွေရောအများကြီးမတက်ချင်ဘူးဆိုရင်စလုံးပေါင်းထုတ်ပြီးတော့အတိတ်ပဲခွဲတဲ့ဒီစလုံးတွေကိုတွဲမှတ်ထားလိုက်တော့နော်じゃあ皆さん始めましょう1番雨もနောက်တနည်း雨ချို့ချင်း2番雪နဲ့နောက်တနည်း雪သွားခြင်း3番花ပန်းနောက်တနည်း花နှခါ4番ハチနံပါတ်8နောက်တနည်းハチပြ9番カエルပြန်သွားသည်နောက်တနည်းカエルဖာ6番ニジ2နာရီနောက်တနည်းニジတက်တန်7番サケအရက်နောက်တနည်းサケセルモ8番スミダနောက်တနည်းスミညီတွေ9番ခုမိုတိန်နောက်တနည်းခုမိုပင်ကူ10番တက်ခိုရေပဝဲနောက်တနည်းတက်ခိုစွန်ကဲဒါဆိုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်皆さんまたねバイバイ